မော်တိုင်းပြည်တစ်ခုရဲ့နာကျင်စရာပုံပြင်တစ်ပုဒ်ရှိပါတယ်။ငွေချင်းမိခင်ကိုဆုံးရှုံးခဲ့ရပြီးဖခင်ဖြစ်သူဘီရင်ကြီးရဲ့မုံတီးရွှရှာမှုကိုခံခဲ့ရတဲ့တနာဆရာမင်းသမီးလေးတရားသူမဟာတကောင်ကျဘွားနဲ့ကြီးပြင်းခဲ့ရပြီးအသက်9နှစ်အရွယ်မှာဖခင်နဲ့ပထမဆုံးစတင်တွေ့ဆုံပါတယ်။ဒီလူက900တူတီတော်မိသားစုပဲလို့ယုံကြည်ပြီးဖခင်ရဲ့အခြေကိုရဖို့နှီးမျိုးစုံကြိုးစားခဲ့ပေမဲ့ကင်စမာကသူ့ဘက်မှာမရှိခဲ့ပါဘူး။14နှစ်ရွယ်မိတ်ဆက်ကပွဲမှာဂျန်နတာဆိုတဲ့မိန်းကလေးပေါ်လာပြီးဖခင်ရဲ့ချစ်တွေကိုလိယူသွားခဲ့ပါတယ်။နောက်ဆုံးမှာအဲ့ဒီမင်းသမီးလေးဟာအော်လန်မော်အတန်းနဲ့ပတ်သက်တဲ့ဆိုတဲ့ဆွဆွချမ်းနဲ့ဖခင်လမ်းနဲ့ပဲအဆုံးစီခြင်းခံရခဲ့ပါတယ်။ဒါကတော့ Lonely Princess ဆိုတဲ့ဝတ္ထုတွေကဇက်သိမ်းပါ။ဒါပေမဲ့အခုအဲ့ဒီမင်းသမီးလေးအဖြစ်ဝင်စားလာတဲ့အာဒနာရှိကတော့ဒီကကြမကိုအရှုံးပေးနိုင်ပါဘူး။သူမရဲ့ရည်မှန်းချက်ကတစ်ခုတည်းပါ။အတက်9နှစ်မတိုင်ခင်ယတနာနဲ့စုပြီးထွက်ပြေးဖို့ပဲတနေ့မှတော့သူမဟာမြို့ကြောင်မှာလူတွေရှောက်နေတာကိုမြင်ပြီးစမ်းကြီးနေတော့မှပဲသူမရဲ့အထိန်တော်လန်လီကိုသမီးချောကလက်စားချင်တယ်လို့ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ပူဇော်လိုက်ပါတယ်ဒါကိုမြင်တဲ့သူတိုင်းကအိုးချစ်စရာလေးဆိုပြီးအရေးပြောကုန်ကြတာပေါ့ရေပန်းသားမှာထိုင်ရင်အတက်9နှစ်ရွယ်မတိုင်ခင်လန်လီကိုခေါ်ပြီးထွက်ပြေးမယ်လို့စိတ်ကူးနေရင်ချိန်မှာလက်မှာပေးနေတဲ့ချောကလက်တွေကိုဆေးရင်ချော်လဲသွားပြီးရေထဲကျမလို့ဖြစ်သွားပါတယ်ရေထဲကသူ့ပုံရိပ်ကိုကြည့်ပြီးသူသတိထားမိတာကအာဒနာရှိရဲ့မျက်နှာကအမေနဲ့သူ့ပေမဲ့မျက်လုံးတွေကတော့တော်ဝဲမိသားစုတွေပဲပိုင်ဆိုင်နိုင်တဲ့ညနာမျက်လုံးဖြစ်နေတာပါဂျန်နတာကတော်ဝဲမျက်လုံးဖြစ်ပေမဲ့မော်ဆာကတော့ဆက်ဆံသားတူဖြစ်လို့အဖေဖြစ်သူကမုန်းတာလားလို့တွေးရင်အာဒနာရှိတယောက်စိတ်တူလာပါတယ်ဒါကြောင့်ပတ်စံရှိမှအတက်ရှိမှဆိုတဲ့မူနဲ့စတနာတွေကိုလိုက်ဖက်ပါတော့တယ်အာဒနာရှိဟာရူဘီနန်တော်မဟုတ်တဲ့တခြားနန်းတော်တစ်ခုစီလမ်းမရောက်သွားပါတယ်။ဘာသာလုံးလုံးလျှောက်သွားရင်မိဖို့ကြောင်ကစီခံတွေရူဘီနန်တော်မှာစစ်ဆေးမှုလုပ်တော့မယ်အကြောင်းပြောနေတာကြားလိုက်ရပါတယ်။ငါယတနာတွေဆုံးရှုံးရတော့မှာပဲဆိုတဲ့အတီးနဲ့အခန်းကိုအပြေးပြန်ပြီးကတင်အောက်မှာဖွက်ထားတဲ့ယတနာတွေကိုစစ်ဆေးရင်စိတ်ရသွားရပါတယ်။နေ့လည်းဘက်မှာလိုက်လီလာရတော့အဲ့ချီအောင်ဆောင်ပြလိုက်ပြီးယတနာတွေကိုတောထဲမှာတောဖက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ရှင့်လေးတွေကတူးဆွနေတာကြောင့်တော်ထဲမှာဖွာလုံးဖြစ်မှန်တည်သွားပြီးလူကင်းမဲ့တဲ့နန်းတော်ခုထဲမှာတွားဖွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနေရာကတော့ရွှေတွေယတနာတွေပြည့်နေတဲ့ယတနာတိုက်လို့တူထင်တာပေါ့။ရေပန်းသားမှာဝင်းလက်နေတဲ့အရာတစ်ခုကိုတွေ့ပြီးမကိုက်ကြည့်မှမနေတဲ့အတနာရှိတယောက်ကိုက်လိုက်တဲ့ချိန်မှာဘာလို့နေတာလဲအေးဆက်အတန်နဲ့အတူပေါ်လာတာကတော့သူမအတက်ကိုနေမှတွေ့ရမယ်။ဖခင်ဖြစ်သူဘီရင်ကြီးကလောက်ပါပဲ။အခုမှ9နှစ်ပဲရှိသေးတယ်။သူမအတွက်တာဟာအိမ်မက်ဆိုးတို့ပါပဲမင်းကြီးကသူမကိုကြည့်ပြီးဟိုမိန်းမကမွေးထားတဲ့ကလေးမလားမေးလိုက်တဲ့အခါအတနာရှိတယောက်ကြောက်လွန်လို့ကြောက်အပ်သွားပါတယ်မင်းကြီးကလက်ဖက်ရည်ပြင်ခိုင်းနေတော့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဖမ်းမိသွားပါတယ်သူမဖွက်ထားတဲ့ကြက်တာတွေပြုတ်ကျကုန်ပါတယ်လက်ဖက်ရည်တောင်းနေရင်စကားပြောဘက်တုံနေတဲ့သူ့ကိုမင်းကြီးကစကားပြောတတ်ဘူးလားလို့မေးလိုက်ပါတယ်အထိန်တော်ဖီလစ်ကဒီရွက်ကရှက်တက်တာပါလို့ဝင်ပြောပြီးပြီမယ်မင်းကြီးကဖီလစ်ကိုထွက်သွားခိုင်းပါတယ်မင်းကြီးကအာဒီဆိုတာမင်းရဲ့နာမည်ပြောင်းလာလို့မေးလိုက်ပြီးအတနာရှိဆိုတဲ့နာမည်ဟာအော်ဘလီယာတိုင်းပြည်မှာနန်းတက်ရမယ့်သူတွေပဲမဲခေါ်ရမယ့်နာမည်ဖြစ်ကြောင်းရှင်းပြပါတယ်အတနာရှိကတော့စိတ်ထဲမှာရှင်ကတားရမဟုတ်ပဲနန်းလူခဲ့တာမို့လို့နာမည်များလို့ရှုပ်ချက်ခံရတယ်လို့ပြန်တွေးနေမိပါတယ်မဆိုင်ရင်တက်ခံရမှာကြောက်လို့ကိမ်းမုတ်ကိုတင်းစားနေတဲ့သူမရဲ့အမူအရာကိုကြည့်ပြီးဘသူတင်မေးတာလဲလို့မင်းကြီးကမေးလိုက်ပါတယ်လိုက်လျံရော့တင်မေးတာပါလို့ဖြေလိုက်တဲ့အခါမင်းကြီးကငါရှိမှတက်ကိုပဒါနာမထားပဲမင်းကိုကာကွယ်ပေးခဲ့တာမင်းမိနဲ့အဲ့ဒီမိမလိုက်လီပဲရှိတယ်လို့ပြောလိုက်ပါတယ်အဲ့နောက်အတနာရှိတယောက်သူရဲ့ဖခင်ကိုဘယ်လိုခေါ်ရမလဲတွေ့ရင်ပပလို့ခေါ်မိလိုက်ပါတယ်ခေါ်ပြီးမှငါဘာတွေခေါ်မိလိုက်တာလဲဆိုပြီးနောင်တတွေရနေတော့ရူဘီနန်တော်မှာတော့ပျောက်နေတဲ့မင်းသမီးလေးကိုရှာနေကြပါပြီနောက်ဆုံးမှာတော့ဖီလင်နဲ့အတူပြန်ရောက်လာပြီးအတနာရှိတယောက်လိုက်လီကိုဖတ်ပြီးငိုပါတော့တယ်မင်းကြီးကထက်ခေါအောင်မယ်လို့ဖီနစ်ပြောလိုက်တဲ့စကားကြောင့်ဂျန်ရဲ့သူတွေကပြောနေပေမဲ့အတနာရှိကတော့ကန်ဂျမာရဲ့ကြောက်ကွင်းနဲ့မိသွားပြီဆိုတာတီးလိုက်ရပါတော့တယ်